သတင်းချစ်သမီးရပြည်သူများအားလုံးမင်္ဂလာပါခင်ဗျာရရုမြေသတင်းလောကနေပြီးတော့စိတ်ဝင်စားဖွယ်ရာကောင်းတဲ့ရသတင်းအကြောင်းအချင်းရာများကိုသတင်းချစ်သမီးရပြည်သူတွေအတွက်စတင်မိတ်ဆက်မျှဝေပေးပါမယ်ဒီကနေ့မျှဝေမယ့်အကြောင်းအရာကတော့ခုရဲ့အပိုင်းအတွင်း DVB ရန်ကုန်ခေတ်သစ် BBMTV BNN ဆိုရဲBurma New Network ရဲ့ RFA လူနွေဦး ARV DVB BBC RFA အစရှိတဲ့ကျွန်တော်တို့NUG lobby သတင်းဌာနတွေမှာပွဲလို့ရိုက်ပြီးတော့ကြွတ်ကြွတ်ညံနေတဲ့ခရက်ထနေတဲ့ဘိုးနဂါခေါ်နိုင်လင်းမြမတက်မတော်စီမာလက်နဲ့ချအလင်းဝင်တဲ့သတင်းအကြောင်းချင်းရာလေးကိုစတင်မိတ်ဆက်မျှဝေပေးပါမယ်ဟုတ်ပါတယ်ဗျအားလုံးသိကြတဲ့အတိုင်းအညာမြေပလဲနယ်မှာ BNRA လို့ခေါ်တဲ့ဗမာမျိုးသားတော်လှန်ရေးတပ်မတော်ကိုတည်ထောင်ခဲ့သူဘိုးနဂါခေါ်နိုင်လင်းမြမတပ်မတော်စီမာမိသားစုနဲ့အတူလက်နဲ့ချအလင်းဝင်ခဲ့တာပါဖေဖော်ဝါရီလ18ရက်နေ့ညနေ9နာရီထိုးကနေ4နာရီမိနစ်50အချိန်မှာနေမြေကမြမတက်မတော်နဲ့ဆက်သွယ်ပြီးတော့မှဘက်ပြောင်းလက်နဲ့ချအလင်းဝင်ခဲ့တာပါဒီနေရာမှာစိတ်ဝင်စားစရာကောင်းတာကဘိုးနဂါလက်နဲ့ချအလင်းဝင်တာဟာသူနဲ့သူမိသားစုပေါ့ဗျာဓာတ်ပုံထဲမှာတွေ့ရတဲ့အတိုင်းဆိုရင်ဇနီးမယား2ယောက်နဲ့ခလေးလေး2ယောက်နဲ့တနက်က6လက်ပါတယ်နောက်တစ်ခါတပည့်2ယောက်လည်းပါသေးတယ်လို့ပြောတယ်ဗျလူကဒီလောက်ကလေးပဲတက်မတော်နဲ့ဆက်သွယ်ကြတာပါဒါပေမဲ့အဲ့ဒီမှာမြုပ်ကွက်ကြီးတစ်ခုကတော့ဘိုးနဂါရဲ့ဥဆောင်မှုအောက်မှာရှိနေတဲ့နဂါတပ်ဖွဲ့ပေါ့ဗျာအဲ့ဖွဲ့ကြီးကကျွန်တော်တို့ဒီညာမြေပေါ့နော်ညာမြေပလဲနေမှာဘလူမျိုးတက်ဖြောက်ပြီးတော့ကိုရောင်ဖြောက်နေကြတယ်လူစုခွဲလိုက်တယ်ဘသူမှမသိပါဘူးပူနဂါနဲ့မြမတက်မတော်ကတော့သိပြီးပေါ့ဗျာအဲ့ဒီအတွက်အင်ကြီးလက်အောက်ခံပကဖတို့ပလဖတို့ဆိုတာကြီးစောက်တီယာမရအောင်တွေးပြက်ကုန်ကြတယ်ဗျဘိုးနဂါကပလဲနယ်ရဲ့နေမီကန်ဖြစ်တဲ့အတွက်နေမီကိုကျွမ်းကျင်နေဒါကြောင့်မလို့ပလဲနယ်မှာရှိတဲ့ဆန့်ကျင်ဘက်နဂါနဲ့ဘက်မတူတဲ့ဆန့်ကျင်ဘက် PDF ဒီပကဖပလဖဆိုတာတွေ NUG အုပ်စုတွေနောက်တစ်ခါ KIA တွေဒီကောင်တွေရဲ့ဒီနေရာတွေတွာလာလှုပ်ရှားမှုတွေလူသူစုဆောင်းတဲ့နေရာတွေလေ့ကျင့်ရေးစခန်းတွေနောက်တစ်ခါလက်နဲ့တူလောင်ခါတဲ့နေရာတွေလက်နဲ့ခရမ်းတဲဆောင်တဲ့လမ်းကြောင်းတွေထောက်ပို့တွေရဲ့နေရာလိပ်စာတွေဒါတွေအားလုံးဘုံနဂါကတိထားပြီးသားဖြစ်တဲ့အတွက်ဒါတွေကိုလက်ထောက်ချလိုက်ရင်တော့ NUG ရဲ့အဖွဲ့သားပကဖပလဖတွေအတွက်တကယ်ငရဲကမ်းပါပဲဆိုပြီးတော့သူတို့ရဲ့ lobby တွေကိုယ်တိုင်ကထုတ်ဖော်ပြောလာတာကိုတွေ့ရပါတယ်ဒါဟာဘိုးနဂါပေါ်ဘလောက်သွေးပြစ်အောင်ကြောက်ကျွန့်သွားကြတယ်လဲဆိုတာကိုဖော်ပြနေတာပါပဲနိုင်ငံခြားကနေပြီးတော့မှဝေဖန်လီကန်ရေးတွေလုပ်နေတဲ့မောင်မောင်ဆိုတဲ့လူကိုယ်တိုင်တောင်ဒီတစ်ချိန်မှာတော်တော်ကြီးကိုထင်းထင်းသိမ့်သိမ့်နဲ့လေသံပျော့ပျော့နဲ့ဝေဖန်တာကိုပြောနေတာမြင်တွေ့လိုက်ရပါတယ်ဘုံနဂါနဲ့ NUG ဘသူမှန်တယ်လဲလို့မေကွန်ထုတ်ခဲ့ရင်တော့အဲ့ဒါကိုဖြေရမယ်ဆိုရင် NUG မှန်ပါတယ်လို့သူအဲ့လိုလေးလေသံပျော့ပျော့လေးနဲ့ပြောသွားတာဖြေသွားတာကိုတွေ့မြင်ရပါတယ်ဘုံနဂါလက်နဲ့ချအလင်းဝင်တဲ့နေ့က18ရက်နေ့ဖေဖော်ဝါရီ18ရက်နေ့ဒီလိုပဲဖေဖော်ဝါရီ23ရက်ကလည်းမန်လေး PDF အဖွဲ့တွေမြမတက်မတော်ထံမှာ
အင်းနဲ့အားနဲ့ပေါ့လူဦးရေ150အလုံးရင်းနဲ့လက်နှစ်ချအလင်းဝင်လာတာကိုလည်းတခါကျွန်တော်တို့တွေ့ကြရပါသေးတယ်ဒီလိုအင်အားတွေအလုံးရင်းနဲ့ဘာကြောင့်လက်နှစ်ချအလင်းဝင်နေကြသလဲဒါတွေကိုပြန်ပြီးတော့ကျွန်တော်တို့သုံးသပ်ကြည့်လိုက်မယ်ဆိုလို့ရှိရင်တစ်ခုပဲသွားတွေ့ပါတယ်လက်နက်ကိုင်တရားဝင်တောင်းကျမ်းသူတွေရဲ့လက်ထက်မှာအထူးသဖြင့် PDF တွေရဲ့လက်ထက်မှာလက်နက်ခဲယမ်းနေကြီးစံဒီပေါ့ဗျာကြီးစံနေရော့နေပြတ်တောက်လာတဲ့အခြေအနေကိုဖော်ပြနေတယ်လို့ဒီလိုမျိုးကျွန်တော်တို့သွားတွေ့ပါတယ်တနတ်ဆိုတာကြီးစံမှမရှိရင်ဒုလောက်တောင်အသုံးဝင်တဲ့အခြေအနေဖြစ်တာမို့လို့ကျန်းဖက်တောင်းကျမ်းသူ PDF တွေအနေနဲ့ရှေ့တန်းမှာသူတို့တိုက်ခိုက်တဲ့အခါကြီးစံမရှိရင်ထွက်ကြည့်ပြေးနေရတဲ့အခြေအနေတွေကိုသူတို့ကြုံတွေ့ခဲ့ရပြီးပါပြီအခုလက်ရှိမှာကိုပဲအညာဒေတာတွေမှာကြေးရွာတဲ့ကိုစစ်ကြောင်းထိုးပြီးတော့ဝင်ရောက်စီးနှင်းတိုက်ခိုက်လာပြီဆိုရင် PDF တွေကအရင်လိုကြိုတင်စီကြိုတိုက်ခိုက်တာတို့ခုခံတိုက်ခိုက်တာတို့မရှိတော့ဘဲနဲ့ကိုလွတ်ရုံပြီးတော့မှထွက်ပြေးနေကြရတာကိုကျွန်တော်တို့အမြဲတမ်းတွေ့မြင်နေရပါပြီဒါဟာသူတို့လက်ထဲမှာတနတ်ပဲရှိတယ်ကြီးစံမရှိတော့ဘူးဆိုတဲ့အခြေအနေကိုဖော်ပြနေတာပါဒါကြောင့်မို့လို့လဲ PDF တွေအလုံးအရင်နဲ့လက်နဲ့ချအလင်းဝင်ကုန်တာဖြစ်ပါတယ်ဘယ်သူမှတော့အကြောင်းမဲ့တက်တော့အသေးမခံနိုင်ကြပါဘူးဘာအကြောင်းပဲလက်နဲ့ချကျွန်တော်တို့ပြည်သူနဲ့မြမတက်မတော်ကတော့လက်နဲ့ချအလင်းဝင်တဲ့လူတွေကိုကျွန်တော်တို့ကြိုဆိုရမှာဖြစ်ပါတယ်လက်နဲ့ချလေအလင်းဝင်လေတောင်းညံ့သူအင်အားရော့နေလေတပုံနေမီမှာတပုံနေကင်းစင်ပပြောက်လေဆိုရင်ကျွန်တော်တို့တိုင်းပြည်အနည်းနဲ့အမြန်ပြန်ပြီးတော့မှအေးချမ်းလာမှာဖြစ်ပါတယ်ဒါကြောင့်ကြံရှိနေသေးတဲ့ကျွန်တော်တို့ရဲ့ညီအကိုတွေတငယ်ချင်းတွေရောင်းရင်းတွေအားလုံးလဲအမြင်မှန်ရပြီးတော့မြမတက်မတော်စီမှာလာရောက်ပူပေါင်းလက်နဲ့ချကြပါတိုင်းပြည်တည်ငြိမ်အေးချမ်းဖို့အတွက်ကျွန်တော်တို့ပြည်သူပြည်သားတွေအေးလူနေရဖို့အတွက်ခလေးတွေစိတ်ချမ်းချမ်းသာသာပျော်ပျော်ရွှင်ရွှင်နဲ့ပညာသင်ရဖို့ကြောင်းတက်ရဖို့အတွက်တော်ထဲမှာကြံရှိနေသေးတဲ့လမ်းမကိုရောက်နေကြတဲ့ကျွန်တော်တို့ရဲ့ညီကိုတွေညီမတွေမောင်နှမတွေအားလုံးလက်နဲ့ချအလုံးဝင်ကြပါလို့တိုက်တွန်းနှိုးဆော်လိုက်ပါတယ်